Hello မင်္ဂလာပါဒေါက်တာဆူရဲ့ Health Diary Channel မှာဖြစ်ပါတယ်ရှင်ကျွန်မလည်းအချိန်အားသလိုဒီကျမရေးဘူးတူတာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုတော့တလောတော့ကျွန်မနည်းနည်းအလုံးများနေလို့ဗီဒီယိုလေးတင်တာနည်းနည်းချဲပါတယ်ဒီနေ့တော့အရေးကြီးတဲ့ topics တစ်ခုအကြောင်းပြပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းမှာကင်ဆာဆိုရင်လူတိုင်းလည်းစိတ်ဝင်စားကြတယ်လူတိုင်းလည်းကြောက်ရွံ့ကြကောင်းတဲ့ concern ဖြစ်တယ်ပေါ့နော်ဆိုတော့အဖြစ်များလာတာလည်းဖြစ်တယ်အဲ့တော့ကင်ဆာကအများကြီးတချို့ကလည်းပြောတယ် silent killer ပေါ့နော်grade တွေမြင့်နေပြီဆိုမှ stage တွေမြင့်နေပြီဆိုမှသိကြတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကင်ဆာကိုညီမတို့နည်းနည်းကြိုပြီးတော့အချိန်ကိုယ်စီမှာကင်ဆာဖြစ်မလာသေးခင်ကိုယ်ဒီကင်ဆာတစ်ခုခုဖြစ်နိုင်ခြေရှိတဲ့လူတစ်ယောက်လို့သိနိုင်မလားဆိုတာကိုပြောပြချင်ပါတယ်အဲ့တော့တိုးတက်လာတဲ့စီးပညာသဘောတွေအရာမိမိဟာတနေ့မှာကင်ဆာဖြစ်နိုင်ခြေရှိရလူလားဆိုတာကိုအခုဆိုရင်ကြိုပြီးတော့စမ်းသပ်လို့ရတယ်ကင်ဆာအမျိုးအစားအကုန်အတိအကျတော့မဟုတ်ပေမဲ့တော်တော်များများသော common ဖြစ်တဲ့ပြည့်ဖြစ်တာများတဲ့ကင်ဆာတွေကိုစမ်းသပ်လို့ရတယ်ဥမာရင်သားကင်ဆာသားဝင်ကင်ဆာပေါ့နော်ဒါကအဆိုင်နဲ့ဦးလန်းချောင်းမှာရှိတဲ့ကင်ဆာတွေနော်ဒါဒီလည်းမင်းမှာ thyroid cancer အဲ့လိုမျိုးကင်ဆာတော်တော်များများကိုကြိုတင်ပြီးတော့သိနိုင်တယ်ကင်ဆာမဖြစ်သေးခင်မှာကိုယ်မှာရှိရဲ့ကင်ဆာဖြစ်နိုင်ခြေရှိနေပြီလားဆိုတာပေါ့နော်ဘယ်လိုသိနိုင်မလဲဆိုရင်ကျမတို့သွေးစစ်ခြင်းသို့မဟုတ်တွေးရနေစစ်ခြင်းနဲ့သိနိုင်တယ်ဒီကတော့သွေးစစ်တာပေါ့နော်သွေးစစ်တော့သွေးထဲမှာကင်ဆာနဲ့ပတ်သက်တဲ့ကင်ဆာဖြစ်နိုင်တဲ့ gene ပေါ် mutation ပေါ့အဲ့ဒါလေးဟိုသူကစမ်းသပ်ပြီးတော့အဲ့ mutation လေးတွေရှိနေပြီဆိုတော့ဒီလူကကင်ဆာဖြစ်မယ်လို့ပြောတာမဟုတ်ဘူးကင်ဆာဖြစ်ဖို့ possibility ဖြစ်နိုင်ခြေရှိရဲ့လူတယောက်ဖြစ်နေတယ်ဥပမာအပြင်အမျိုးသမီးတယောက်ကိုစစ်ဆေးကြည့်လိုက်တော့သူကရင်သားကင်ဆာနဲ့ပတ်သက်တဲ့ဖြစ်နိုင်ခြေရှိတဲ့ gene မျိုးသူ့မှာ mutation ဖြစ်နေတာတွေ့တယ်အဲ့လိုဆိုလို့ရှိရင်သူကတစ်ချိန်မှာရင်သားကင်ဆာဖြစ်နိုင်တဲ့လူတယောက်ဖြစ်သွားတယ်အဲ့လိုဆိုလို့ရှိရင်ဒီမျိုးသမီးအနေနဲ့ကို့မှာရင်သားကင်ဆာဖြစ်လာနိုင်သလားဆိုတာကိုသူကအချိန်နဲ့အမျှပေါ့နော်စမ်းသပ်နေဘူးလို့တော့ဥမာဆိုရင်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေါ့ mammogram လို့ခေါ်တဲ့ရင်သားတက်မှန်ကိုတစ်နှစ်တစ်ခါရိုက်တာမျိုးကဲလို့ရင်သားမှာအလုံးကျိတ်တွေ့လာပြီဆိုရင်ချက်ချင်းbiopsyယူတာမျိုးသားစားယူတာမျိုးအဲ့လိုမျိုးသူကအဲ့ကိုဖြစ်နိုင်တဲ့ကင်ဆာကို stress ထားပြီးတော့ပေါ့နော်သူကစစ်ဆေးနေရမယ်အဲ့ဒါဆိုလို့ရှိရင်တကယ်လို့များဖြစ်လာခဲ့လို့ရှိရင် early stage ပေါ့စောစီမှာကိုကသိနိုင်မယ်အဲ့ခါကျတော့လိုအပ်တဲ့ treatment ပေးလိုက်လို့ရှိရင်အရန်ပြင်းထန်တဲ့အဆင့်ကိုမရောက်ခင်နဲ့ကုသပြောက်ကင်းသွားနိုင်တယ်နော် very early stage မှာကင်ဆာကိုတွေ့မယ်ဥမာဦးကင်ဆာဆိုလဲလိုပဲဦးကင်ဆာဖြစ်နိုင်တဲ့အနေအထားမျိုးဒါအဲ့ဒီ mutation မျိုးကိုတွေ့နေပြီဆိုရင်သူကဒါ scope ကြည့်ရကောမှတ်ပြောင်းကြည့်တာမျိုးလည်းဖြစ်မယ်ဝင်စစ်တာမျိုးလည်းဖြစ်မယ်ဒီလိုလိုအပ်တဲ့monitor ပေါ့နော်အဲ့ဒီကင်ဆာဖြစ်လာမဲ့အခြေအနေကို monitor လုပ်နေတာမျိုးကိုဆရာဝန်နဲ့ကိုကမပြတ်ဆွေးနွေးနေတဲ့အခါကျတော့ကိုဒီတကယ်လို့များအဲ့ဒီကင်ဆာဖြစ်ပြီဆိုလို့ရှိရင်တော့ကိုကမမြန်စောမမြန်သိရတဲ့အတွက်ကြောင့်နောက် stage တွေမြင်သွားမှာနောက်ကျမှကုသရတာမျိုးဘယ်နဲ့စောစီကုသတာဖြစ်တဲ့အတွက်ကြောင့်ကုသမှုရဲ့အောင်မြင်တဲ့ရာခိုင်နှုန်းကအရင်များပါတယ်ပေါ့နော်လို့ယောဂကျွန်းမှာရောက်လာမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ခုနကပြန်ပြောရရင်ဒီသွေးစစ်ခြင်းအမြင်သိနိုင်တယ်သွေးသွားစစ်တဲ့အခါကျရင်ကျမတို့ကဒီကင်ဆာဖြစ်နိုင်ခြေရှိလားမရှိလားဆိုတော့ဘယ်ကင်ဆာတွေဖြစ်နိုင်ခြေရှိရဲဆိုတဲ့ gene တွေတွေ့မယ်ပေါ့နော်မတွေ့ရင်လည်းမတွေ့ဘူးတကယ်လို့တစ်ခုခုတွေ့လာပြီဆိုရင်တော့သူ့နဲ့သက်ဆိုင်တဲ့ကင်ဆာကို monitor လုပ်နေရမယ်အဲ့လိုဆိုရင် 100% ဒီကင်ဆာဖြစ်လာမယ်လို့ပြောလို့တော့မရဘူးဒါပေမဲ့ကိုယ်ဒီကင်ဆာဖြစ်နိုင်ခြေရှိရလူတယောက်ဖြစ်လာတဲ့အတွက်ကြောင့်အဲ့ဒီကင်ဆာကို monitor လုပ်နေရမယ်အနိဒါလုံးနေလို့ရှိရင်တစ်ချိန်ချိန်မှာဒေါ်လာများဖြစ်လာခဲ့လို့ရှိရင်စောစီတိမယ်စောစီကူမယ်ပျောက်ကင်းမယ်အသက်ရှင်မယ်ပေါ့နော်အဲ့တော့ကင်ဆာကိုကြိုတင်စစ်ဆေးခြင်းလို့ခေါ်တဲ့ genetic testing ကတော်တော်များများနိုင်ငံတွေမှာတိုးတက်တဲ့နိုင်ငံတွေမှာအသုံးပြုနေကြပြီဖြစ်ပါတယ်အဲ့တော့ဘယ်လိုလူတွေကစစ်တင်လဲဆိုရင်ကိုယ်မှာကင်ဆာမျိုးရိုးအမျိုးထဲမှာကင်ဆာဖြစ်တဲ့လူတွေအများကြီးပါဟိုမျိုးအရင်းတွေပေါ့နော်ဟိုလူဒေါ်ကလည်းဖြစ်တယ်အမေကလည်းဖြစ်တယ်စာတီဖြစ်ပေါ့နော်အဲ့မျိုးမောင်နှမတွေလည်းဖြစ်တယ်အဲ့လိုဖြစ်တာကိုယ်နားမှာဖြစ်တဲ့လူတွေများနေပြီဆိုတဲ့လူတွေကတော့ပို့ပြီးတော့အဲ cancer testing ကိုလုပ်ဖို့ရပို့ပြီးတော့လုပ်သင့်ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်ကြိုတင်ပြီးတော့သိရတဲ့အခါကျရင်ကိုကရှောင်ရှားမယ်နောက်ထပ်ကျတော့ဘယ်လိုလူမျိုးတွေကလုပ်သင့်နေလဲဆိုလို့ရှိရင်နောက်ထပ်ကျတော့ဘယ်လိုမျိုးလူတွေကစစ်ဆေးသင့်နေလဲဆိုလို့ရှိရင်ဥပမာပေါ့နော်ကိုက
တခုခုကင်ဆာဖြစ်စေတဲ့ risky တွေဖြစ်တဲ့ထားပါတော့ပြီးဖို့စီဖို့ရှိတဲ့အသေးကင်ဆာဖြစ်နိုင်တယ်ဆေးလိပ်လွန်ကျွန်းတောက်တယ်လာအဆုတ်ကင်ဆာဖြစ်နိုင်တဲ့လူမျိုးရှိတယ်အစားအသောက်တွေအပြင်ဆိုလူကလည်း body weight ဝရတယ်အစားအသောက်က fast food တွေအသားတွေပဲစားတယ်ခင်းခင်းရွက်သိမ့်မစားဘူးဒီလိုမျိုးဆိုရင်ဥစားရင်ဦးလန်းချောင်းကင်ဆာတွေကိုဆိုရင်ရမယ်ပေါ့နော်နောက်ချက်ကအပြိုကြီးဖြစ်တဲ့ကလေးနှုတ်မတိုက်ဘူးဆိုလို့ရှိရင်ဒီရင်သားကင်ဆာကိုဆိုရင်ရတယ်ပေါ့နော်အဲ့လိုမျိုးကင်ဆာကသူ့ရဲ့ risky ဖြစ်တဲ့အနေအထိုင်လေးတွေမျိုးရိုး family history လေးတွေရှိတတ်တယ်အဲ့တော့ကိုနဲ့သက်ဆိုင်တဲ့ကင်ဆာတွေတော့ပို့ပြီး consent ထားမှာဆိုပေမဲ့ဆိုပေမဲ့ genetic testing လို့ခေါ်တဲ့ကင်ဆာစစ်ဆေးခြင်းမှာတော့သူကဖြစ်တဲ့ကင်ဆာတွေဖြစ်နိုင်ခြေရှိတဲ့ကင်ဆာတွေအကုန်လုံးသူတို့စစ်နိုင်တဲ့ကင်ဆာတွေအကုန်လုံးဆိုစစ်ကြရများတယ်ဒါမှမဟုတ်ရင်လည်းpatient request နဲ့ဒါမှမဟုတ် health center တွေကတော့ဖြစ်နိုင်ခြေရှိရဲ့ဒီလူမှာဖြစ်နိုင်ခြေရှိရဲ့ကင်ဆာကိုပဲ short ပြီးစစ်တာမျိုးလည်းရှိရဲ့ဒါမှမဟုတ်စစ်နိုင်သမျှအကုန်လုံးစစ်တာမျိုးလည်းရှိရဲ့ဒါတော့ negative variation ရှိနိုင်မယ်ပေါ့နော်အဲ့တော့သွေးစစ်ခြင်းမြင့်သိနိုင်တယ်ခြုံပြောသွေးစစ်ခြင်းမြင့်သိနိုင်တယ်စစ်ခြင်းအဲ့တော့ဒီဖြစ်ခဲ့ရင် 100% သေချာပြီလားဆိုရင်တော့ 100% ကင်ဆာဖြစ်ဖို့သေချာတာတော့မဟုတ်ဘူးဒါပေမဲ့ဖြစ်နိုင်ခြေ possibility ရှိလာပြီအဲ့တော့ကိုကအဲ့ဒါကို group ဆိုင်လိုက်မယ်ဆိုရင်ဒီကြောက်စရာကောင်းတဲ့ကင်ဆာယူဆိုတော့ကာဝယ်နိုင်မယ်ပေါ့နော်အဲ့တော့ခုကကြတော့ဘယ်မှာစစ်လို့ရမလဲပေါ့နော်ဘယ်မှာစစ်လို့ရမလဲဆိုလို့ရှိရင်ကျမရေတိုးတက်တဲ့နိုင်ငံတော်တော်များများမှာစစ်လို့ရတယ်ပေါ့နော်ဆိုလို့ရှိရင်ထိုင်းမှာလည်းစစ်လို့ရတယ်နော်ဆိုလို့အဲ့တော့တွားရောက်စစ်ဆေးဈေးစကားဈေးနှုန်းဆိုတာတွေကတော့နည်းနည်းတော့များတဲ့ဘိုင်းမှာရှိရပေါ့နော်များတဲ့ဘိုင်းမှာရှိရတိတ်တော့ဈေးမတက်တာဘူးဒါပေမဲ့လည်းဒီမှာအထင်တော့ပေါ့နော်စစ်ဆေးခြင်းအပြင်ဆိုရင်တော့ဒါ cost effective ဖြစ်ပါတယ်ကိုယ့်ရဲ့အသက်အရွယ်ကိုယ့်ရဲ့ကျန်းမာရေးထဲတော့ပဲအမှအရေးမကြီးဘူးဈေးနှုန်းကလည်းအရင်ကြီး affordable မဖြစ်တော့အများကြီးမဟုတ်ဘူးလူလက်တန်းစားတက်နိုင်တဲ့အနေထားလောက်ပဲလို့ဒီမှာစုံစမ်းသိရှိပါတယ်အဲ့တော့ genetic testing စစ်ခြင်းအပြင်ကိုယ့်ရဲ့ယောဂအခြေအနေကိုကြိုပြီးတော့ဖြစ်ခဲ့ဖို့ရှိရဆိုလို့ရှိရင်ကြိုပြီးတော့သိနိုင်တဲ့ကိုဒီထားပါတော့ဦးလန်းချောင်းပေါ့နော် CA ကိုလုံးခေါ်တဲ့ဥမာကြီးကင်ဆာဖြစ်နိုင်တဲ့ risk မျိုးဖြစ်နိုင်တဲ့ mutation မျိုးတွေ့နေတယ်အဲ့လိုဆိုလို့ရှိရင်ကိုက body weight ချမယ် exercise လုပ်မယ်ဟင်းသီးဟင်းရွက်များများစားမယ်အသားအထူးဖြင့်နေအောင်သားတွေကို short မယ်ပေါ့ဝင်းမချုပ်အောင်နေမယ်အဲ့လိုမျိုးကိုယ့်ရဲ့ lifestyle ကိုလည်းပြောင်းလို့ရတယ် lifestyle ပြောင်းကြမယ်ကင်ဆာမဖြစ်သေးတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ခြေရှိတဲ့အဆင့်ပဲဖြစ်သေးတာအတွက်ကြောင့် lifestyle modification လုပ်တဲ့အနေနဲ့လုပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကင်ဆာဖြစ်နိုင်တဲ့ risk တွေကရောကျလာမယ်ပေါ့နော်အဲ့လိုဆိုရင်ကင်ဆာဖြစ်ခြင်းကိုကာကွယ်နိုင်တယ်အဲ့တော့ကျွန်မယူဆတာတော့ genetic testing ဆိုတာတော်တော်ကြီးကိုဘယ်လိုပြောမလဲကောင်းမွန်တဲ့ test 2ပဲဟိုတော့ဆိုလို့ရှိရင်ဆေးပညာတွေလောက်မတိုးတက်ခင်အားဆိုရင်ကျမတို့ယောဂကင်ဆာယောဂကြီးဖြစ်လာမှာပဲဖြစ်တာတော့မှ stage 4တွေပါရောက်မှာပဲ silent killer ဆိုပြီးတော့သိကြတာလေနော်အခုဆိုလို့ရှိရင်ကျော်စီကိုကဖြစ်နိုင်ခြေရှိရ risky person လားဆိုတာကိုသိနိုင်မယ်ကြိုတင်ကာကွယ်နိုင်မယ်ဆရာဝန်ကညွှန်ပြတဲ့အတိုင်း monitor လုပ်မယ်လားတနေ့တခါစစ်ဆေးတာမျိုးပါအဲ့လိုမျိုးရှိရတော့သူယောဂကင်ဆာအလိုက်အဲ့လိုမျိုးလုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဒီရုပ်တရက်ကြီးကင်ဆာကြီးဖြစ်ပြီးတော့အရင်ကြီးဖြစ်မှသိပြီးတော့အသက်အန္တရာယ်ဆုံးရှုံးရမှာမျိုးလေကာကွယ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ပြီးတော့ကင်ဆာစဖြစ်လာပြီဆိုရင်လည်းလာကုသတဲ့စီစကားတွေကလည်းအရင်များတာပဲမိသားစုလည်းစစ်စင်ရရပြင်လူနာလည်းခံစားရပြင်ကုသစီစကားတွေကလည်းများတယ်ဆိုတော့စောစီကြိုတင်ပြီးတော့ဒီစစ်ဆေးထားတဲ့ genetic testing ကတော်တော်လေး cost effective ဖြစ်ပါတယ်လို့ကျွန်မယူဆရပေါ့နော်မတတ်နိုင်လောက်အောင်တော့လည်းများတာမဟုတ်တဲ့အတွက်ကြောင့်အဲ့တော့စုံစမ်းပြီးတော့ကိုယ့်ဘာသာကိုတကယ်လို့ဆန္ဒရှိရဆိုရင်စုံစမ်းကြည့်ကြစီလိုပါတယ်ကျွန်မတို့ information ပေးတာပါအဲ့တော့ဘယ်လိုကင်ဆာတွေစစ်လို့ရမလဲဆိုတော်တော်များများရတယ်ရှင်သွေးကင်ဆာနဲ့ပတ်သက်တဲ့လူခေးမီးယားလင်ဖိုမာတွေရမယ်အဆိုင်ဦးလန်းချောင်းကင်ဆာဆိုင်တွေပေါ့နော်အဲ့ဒါတွေပါတယ်အသေးကင်ဆာနဲ့ပတ်သက်တာတွေပါတယ်နောက်ပြီးတော့ဒီကမျိုးသမီးတွေနဲ့ပတ်သက်ရင်သားကင်ဆာတိမ်ကင်ဆာတိမ်ကောင်းကင်ဆာတိမ်တာဥဝင်ကင်ဆာဒါတွေလည်းပါတယ်နောက်တစ်ခါကြာပါကြွက်သားတွေအရှိပြားတွေမှာဖြစ်တဲ့ကင်ဆာမျိုးတွေအထိလည်းအကုန်လုံးစစ်ဆေးလို့ရတယ်ဒါတော့နိုင်ငံကြီးတွေမှာတချို့ဟာလေးရပြီးနည်းတချို့ငယ်တဲ့နိုင်ငံတွေမှာတချို့ခါတွေမရတာမျိုးတော့လေ test တွေမရတာမျိုးတော့လေဖြစ်ချင်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တိုးတက်တဲ့နိုင်ငံကြီးတွေမှာနောက်နိုင်ငံတွေမှာကတော့ test အကုန်လုံးဒီပါကစစ်လို့ရနေဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ရန်လက် CA ကမတတ်နိုင်လောက်များဖြစ်တဲ့အတွက်ကြောင့် genetic testing ကိုစစ်ကြဖို့အတွက်ကိုကျွန်မအကြံပေးလိုပါတယ်ရှင်